မင်္ဂလာပါရှင်ဒီနေ့မှာတော့ပိန်းဆွေဟင်းချက်ပြတော့မှာဖြစ်ပါတယ်ရှင်ပိန်းဆွေတစ်ထုပ်ဝယ်လာတယ်ပိန်းဆွေချက်ဖို့တဲ့ဒီပိန်းဆွေတွေကိုအခွန်ခွာပါမယ်ရှင်မရရအောင်တေချာလေးခွာရပါမယ်နော်အခွန်တွေကိုပြောင်းခွာမှပဲအရာမရှိပါဘူးနော်ကဲဒါဆိုရင်တော့ကျမခွာတာကိုတေချာလေးလိုက်ကြည့်ပေးပါနော်အပေါ်ကနည်းနည်းရင့်တာကိုကျမကမယူဘူးပြန်စိုက်ပါမယ်ရှင်ဒီလိုလေးသူ့ရဲ့အပြင်ခုပြောင်းခွာရပါမယ်နော်ရတာကဒီအခွန်ပါရှင်တေချာမလောက်တိုက်ရင်အရင်ရပါတယ်နော်ဒါလေးနဲ့ခွာရင်လည်းရပါတယ်နော်ဒီလိုလေးသူ့အခွန်ပြောင်းအောင်ခွာလိုက်ပါမယ်ရှင်တစ်ဆက်ချင်းစီလိုက်ကြည့်ပေးပါနော်သူကခွာယုံတက်တက်နဲ့မရပါဘူးနော်ဆေးကြိုးရမယ်တိုက်ရှင်ရည်တွေအများကြီးလောက်ရပါတယ်နော်ဒါမှလုံးဝမရပါဘူးရှင်စိတ်ရှည်လက်ချီနဲ့ချက်ရင်အရန်ကိုစားလို့ကောင်းပါတယ်နော်တစ်ဆက်ချင်းစီလောက်တော့ရပါမယ်ရှင်ဒီအခွန်တွေကိုပြောင်းအောင်အကုန်လုံးရှင်းရပါမယ်နော်တငယ်ချင်းတချို့ကျမကိုမေးထားရလေးရှိတယ်ပိတ်ဆွေဟင်းတစ်ခါမှမစားဘူးဘယ်လိုလှုပ်စားလဲမေးထားတဲ့တငယ်ချင်းတွေကိုအခုပိတ်ဆွေတိုက်ရှင်းရင်လောက်တာရောချက်တာရောတစ်ခါလေးပြပေးလိုက်ပါလိမ့်ရှင်အကုန်လုံးပြောင်းခွာရပါမယ်နော်ရတာကဒီအပြင်ခုနေပါရှင်အချိန်တော့ပေးရပါတယ်နော်ဒါပေမဲ့အရင်စားလို့ကောင်းပါလေရှင်သူ့ရဲ့အစိတ်မှာဒီအမြင့်လေးတွေရှိနေဆိုရင်တော့ဖြတ်ပြလိုက်ပါနော်အစစ်သေးလေးဖြတ်ပြလိုက်ပါရှင်ကဲအောက်ဆုံးမှာတော့သူ့ရဲ့အဖျားလေးနော်ဒီအဖျားလေးမှာဒီလိုမျိုးအကာလေးပါရင်နော်ဒီအကာလေးကအရင်ရတယ်နော်မထည့်ရပါဘူးနော်သူ့ရဲ့အောက်ဆုံးကအဖူးဖျားလေးကိုမသုံးပါဘူးရှင်ကဲဒီမှာအကုန်လုံးခွာပြီးသွားပြီနော်ခွာပြီးသွားတဲ့ဒီပိန်းဆွေတွေကိုတိုက်ရှင်းလုပ်ပါမယ်ဒါတော့အယိုးတွေပေါ့နော်ဒီအယိုးတွေပြန်စိတ်လို့ရတယ်ရှင်ကျမကတော့ပြန်စိတ်ဖို့အတွက်ဖယ်ထားပေးလိုက်တယ်စားများများလေးထည့်လိုက်တယ်ဒါကဆေးဖို့အတွက်ပါနော်ဒါတော့မကြီးသီးကိုရေလေးနဲ့ဖြိုလိုက်တယ်ကျမတို့အသားငါးတွေဆေးသလိုပဲနော်အဲ့လိုစားနဲ့အချင်းနဲ့ကြီးသီးနဲ့ဆေးပါတယ်ရှင်သူ့ရဲ့အညစ်အကြေးအရစ်အရွေးတွေကဒီစားနဲ့မကြီးသီးနဲ့ကြာလို့ရှိရင်လေအကုန်လုံးပြောင်းပါရဲ့နော်နာလေး2မိနစ်3မိနစ်လောက်ပုတ်ပြီးဆေးပေးရပါမယ်ရှင်ဒါမှအရာလုံးဝပျောက်သွားမှာနော်ကဲဆေးပြီးနေပြီးရင်တော့ဆဲလိုက်ပါမယ်နော်ရေကလည်းအနည်းဆုံး4-5 ထားလောက်ဆေးရင်ပိုကောင်းပါရဲ့နော်ပြောင်းနေအောင်ဆေးပါမယ်ရှင်လက်အိတ်သုံးဖို့လိုပါနဲ့နော်ရားတတ်ပါရဲ့ရှင်ဒီတိုက်ရှင်းလုံးတွေလုံးဝရားတယ်နော်မေ့ပြီးတော့ခဏကိုတစ်ခုခုနဲ့တော့ကုတ်မိရင်တော့အရင်ရပါတယ်ရှင်တတိထားပါမယ်နော်ရေပြောင်းအောင်ဆေးမယ်ဆေးနေတော့မှရင်နွေးအိုးလေးတည်ထားပါတယ်ရှင်သူ့ကိုခဏလေးပြုတ်ဖို့အတွက်ရင်နွေးတည်ထားပါမယ်နော်ကဲရင်နွေးပွဲဆူရင်တော့ကျွန်မခုနကဆေးတဲ့ပိန်းဆွေကို2မိနစ်လောက်ပြုတ်ပါမယ်နော်အရန်ကြီးနူးဤပြဲတော့ပြုတ်တာမဟုတ်ပါဘူးရှင်ဒီထဲကအပိုရန်ဒီရွှေးနေတဲ့အရွှေးတက်လေးတွေပြောင်းသွားအောင်လောက်ပဲပြုတ်မှာနော်ဒီလိုလေးပွဲဆူလာပြီး2မိနစ်လောက်ဆိုရင်တော့ရေအေးနဲ့ပြန်ဆေးပါမယ်ရှင်အပိုရန်ရွှေးနေတဲ့ဟာကိုရေအေးနဲ့ပြန်ဆေးပါမယ်နော်ကဲစင်းကြားထဲမှာပြန်ထည့်မယ်ခုနလိုပဲရေအေးနဲ့ဒီအပိုမှာရွှေးနေတဲ့အရွှေးတက်လေးနဲ့အမြင်စလေးတွေကိုပြောင်းဆေးလိုက်ပါမယ်နော်ရေ2ခါ3ခါလောက်တော့ဆေးရပါမယ်ဒီလိုပဲရေများများနဲ့လည်းဆေးရပါမယ်နော်
ရွှေနေတဲ့ဟာအကုန်လုံးပြောင်းသွားရင်တော့စခါနဲ့ခဏဆေးလိုက်မယ်နော်ပြောင်းပြီကျမ3-4ခါလောက်ဆေးတာပြောင်းသွားပြီဆိုတော့စကားထဲမှာထည့်ဆေးထားလိုက်မယ်ပြီးရင်တော့ချက်ဖို့ပြင်ဆင်ပါမယ်ရှင်ချက်ဖို့ဦးလေးမှာထောင်းထားတဲ့ငရုတ်သီးထည့်ပါမယ်ငရုတ်သီးကတော့စားနိုင်တဲ့လောက်ထည့်ပါနော်စားနဲ့ချိုမှုထည့်လိုက်ပါတယ်ဒါကတော့ငပိပါနော်ငပိကိုမဖြိုပေးလေးထည့်လို့ရပါတယ်နော်ဒါကမကြီးရပါရှင်ငပိနဲ့ဒီချင်းသီးမပါရင်မကြီးမဲ့မပါရင်အရန်ရပါရဲ့နော်ဒီပိန်းဆွေကငပိပါဖို့လိုပါတယ်နော်အချင်းတစ်ခုခုပါဖို့လိုပါတယ်မကြီးသီးမသုံးရှင်မရမ်းပြသုံးလို့ရပါရဲ့နော်မိဖို့ပေါ်မှာပုတ်ပွက်ဆူအောင်တည်ထားလိုက်တယ်ရေများများထည့်ပြီးတော့နူးအောင်ခန်းအောင်လေးချက်ရပါမယ်နော်ကဲဒီလိုနေထားလေးဆိုရင်တော့တော်တော်လေးနူးပြီးရေခမ်းဖို့အတွက်နည်းနည်းပဲကြံတဲ့ခါမှာအပို့ငံမီးပါမယ်နော်ကျမမီးလိုက်တာစားနည်းနည်းလိုထပ်ထည့်တယ်နော်ကဲဒီလိုအနေထားမှာပင်စင်းကိုအပူကနေအုပ်လိုက်ပါမယ်ရှင်အရန်ကိုအနံ့မှွေးပြီးမှချင်းလေးနဲ့အရန်ကိုစားကောင်းပါရဲ့နော်ငပိနဲ့မကြီးမဲ့ကထက်ကိုထည့်ရပါမယ်နော်ပိတ်ဆွေရင်ချက်ရင်ကဲခုဆိုရင်တော့6ကပ်ပြီးတော့အရန်ကိုမဆန်းလို့ကောင်းတဲ့ပိတ်ဆွေဟင်းကတော့ကျက်သွားပါပြီရှင်စိတ်ရှည်လက်ရှည်လေးနဲ့ချက်နိုင်မယ်ဆိုရင်တော့အရန်ကိုစားကောင်းပါရဲ့နော်အဆုံးထိကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်ရှင်ချက်စားကြည့်ပါနော်အရန်ကိုစားလို့ကောင်းပါတယ်